ယခုရွတ်ဖတ်ပေးမည့်ကာရတော်သည်အလိုဆန္ဒပြေဝစေသောအောင်သတိမင်္ဂလာမေတ္တာကာရတော်ပဲဖြစ်ပါတယ်။ဧကာရတော်၏မှာကြားချက်များအရာနံပါတ်1နည်းနည်းဣယာကထားလျင်မြတ်စွာဘုရား၏အထံတော်မှာတရဏဂုံနှင့်သီလခံယူစောင့်တည်ထားပါ။နံပါတ်2မတိမလိမ္မာစဉ်စေရခင်ကမပြင်းမသည်မပြင်းမထိုက်သောသူတို့အပေါ်၌၎င်းအာလုံးသောတတ္တဝါများအပေါ်၌၎င်းပြင်မမိသောပြင်များရှိလျင်ကြေပအောင်တောင်းပန်ဝန်ချကြောပါမိမိအပေါ်၌ပြင်မထားသူများရှိလျင်လည်းချမ်းသာစွာနေရအောင်ခွင့်လွှတ်ပါ၏ဟုတောင်းပန်ကြောထားပါနံပါတ်3ဂါရရွတ်ဖတ်ရာ၌ပါဠိအတန်ထွက်မှန်မှသာလျှင်အဓိပ္ပာယ်မှန်ပါမည်ထို့သောမှန်ကန်မှသာလျှင်ရသင့်ရထိုက်သောအကျိုးများကုန်စည်အောင်ရပါမည်နံပါတ်4ရွတ်ဖတ်သည့်အခါအနတ္တိပဲသဘောကိုအာယုံပြည့်ပြီးရွတ်ဆိုနိုင်လျင်သာ၍ကောင်းပါမည်နံပါတ်5ရွတ်ဖတ်သည့်အခါမှာတွေးကျင်တာတွေးစိတ်ကူးကျင်တာစိတ်ကူးကြံကျင်တာကြံပြီးရွတ်ဖတ်ရနေလျင်မိမိအလိုရှိသလောက်အကျိုးများမပြီးမြောက်နိုင်ပါနံပါတ်6စရတိတိတနေ့လျင်3ခေါက်ရွတ်ပါမည်ဟုအထိတ်တန်ထားရပါမည်အတိတေဝတ္တမနေသကုသလောပကတောမေယံဣဒံပုံညံဝိပါစေမိဒေဝတာနံဒုက္ခယသဒေနပုံညာနုဘာဝေနသဗ္ဗရောဂဝိမုစ္စတုသဗ္ဗဘေယဝိမုစ္စတုသဗ္ဗသောကဝိမုစ္စတုအတိတေသစေစေဘဝက၎င်းဝတ္တမနေသာယခုဘဝ၌၎င်းမယငါသည်ကုသလောကုသိုလ်ကောင်းမှုကိုပကတောပြုလုပ်ထားတာရှိပါ၏ဣဒံပုံညံဤကောင်းမှုအဖို့ဘာကဟုသည်များကိုဒေဝတာနနတ်သားနတ်သမီးနတ်မျိုးနတ်နယ်အလုံးတို့အားဒုက္ခယသချမ်းသာအောင်၎င်းဟိတယသစားတဲ့စဉ်တို့ကောင်းကျိုးအမျိုးမျိုးကိုခံစားစံစားရအောင်၎င်းဝိပါစေမိအမြယူတော်မူကြပါကုန်လောဟုပေးဝေလိုက်ပါ၏ဒေနဘုံညာနုဘာဝေနထိုသို့ကောင်းမှုစိန်သောအာနုဘောကြောင့်မမငါတဗ္ဗဘေယဘေးရန်ခတ်သိမ့်မှဝိမုစ္စတုကင်းလွတ်ပါစေတည်းတဗ္ဗရောဂယောဂခတ်သိမ့်မှဝိမုစ္စတုကင်းလွတ်ပါစေတည်းတဗ္ဗသောကဆိုရင်ခတ်သိမ့်မှဝိမုစ္စတုကင်းလွတ်ပါစေတည်းဒေသံမေတ္တာနုဘာဝေနလက်ထလာဘဘဝန္တုမေလက်ထဘောဂလက်ထဒုက္ခလက်ထဂုဏဘဝန္တုမေဒေသံထိုနတ္တနတ္တမိနတ်မျိုးနဲ့အပေါင်းတို့၏မေတ္တာနုဘာဝေနမေတ္တာစိန်သောအာနုဘောကြောင့်လက်ထလာဘရသင်ရထိုက်သောလက်လာဘတို့သည်မေငါအားဘဝန္တုမတောင်းမတမကြောင်းကြရပဲဖြစ်ပေါ်လာပါစေတည်းလက်ထဘောဂခံစားတင်ခံစားထိုက်သောစီစဉ်ဟူသည်များတို့သည်မေငါအားဘဝန္တုအလိုလျောက်ပေါ်ပေါက်လာကြပါစေတည်းလက်ထဒုက္ခခံစားရအောင်ခံစားစံစားလိုက်သောချမ်းသာဒုက္ခအမှန်သည်များတို့သည်မေငါအားဘဝန္တုမတောင်းမတမကြောင်းကြရပဲအလိုအလျောက်ပေါ်ပေါက်လာကြပါစေတည်းလက်ထဂုဏရသင်ရထိုက်သောလောကီဂုဏ်သိမ်းအစဉ်အဝါတို့သည်မေငါဘဝန္တုအလိုအလျောက်ရောက်လာဖြစ်ပေါ်လာကြပါစေတည်း